အားပဲပြောပြောတိလို့မတိလို့အားပေးပေးအများကြီးကျေးဇူးတင်တယ်အားပို့ပေးတာနော်ပြီးကြရင်သက်စာတစ်ခုပေးမယ်မှန်လားတကြားလုံးတစ်လုံးအားပို့ပေးမယ်နော်ကျေးဇူးတင်တယ်ဒါနှုတ်ဆက်လိုက်ပါအောင်နော်မင်းသမီးရဲ့ဘဝကတော့နော်သမီးသမီးလည်းတော့နော်မလုပ်တော့ဒီလိုထားဖို့ချော်တယ်ဟုတ်ပါအောင်လက်ကလေးကြိုက်မအောင်ဘာကြိုက်တာလက်ကလေးတိတ်ကြိုက်ရုပ်ကလေးကိုကြည့်ဒီနည်းဆောလိုက်တာဒီနည်းကမမတို့အားပေးတော့တိတ်60သွားလူနိုင်တယ်ကိုယ်တိုင်သွားလူပေးတာဟိုကမှာပြမနာပတ်မှာအဲ့ဒါလေးထပ်တူရပါသေးလို့လာပြီးရိုးတည်ပေးတာအားရပါသေးချမ်းကလည်းနဲ့တန်းပါသေးမမတို့လည်းဒီထက်မကနော်ပိုလာပါစေပိုလူနိုင်ကြပါစေအရင်ဆန်းဆိုင်ကျမမမေ့နဲ့နော်ကျမခေါ်နော်အဲ့အလူပွဲကိုလေအလူချင်းပိုင်းကျမခေါ်မိတ်ဖတ်တာဒီနေ့ဒီကမှာပြန်မှာထပ်တယ်နော်ဟုတ်လားဆင်အဝါလေးဆက်လာအများကြီးဖြစ်တယ်အားကြီးကျေးဇူးတင်တယ်နော်တကယ်ရောပဲမချို့အပိုလောက်တယ်လို့ထင်လားရုပ်ရုပ်တွေရှာကြည့်တကယ်ကြီးကျေးဇူးတင်တယ်နော်ဒီနေ့လည်းလက်ဆောင်အခုအထူးလက်ဆောင်ရှိရနော်အပြန်ရပေးလိုက်မှာအားလုံးနော်ဒီမဟုတ်မချို့ရေးသွားမှာတညတယောက်တညရက်လိုက်လေဒီမှာလားအိမ်မှာဘယ်လိုလုပ်တွေပါရှိတာဆက်ကြည့်ရမယ်နော်မရလိုက်လေမယ်လေကျမတညလိုက်လေမယ်ကျွန်တော်အိမ်ဘယ်သူမှမခေါ်ကြဘူးဆက်ပြီးတော့ဖွဲပါပြီရှိတာပါလေဟုတ်ပြီဒီစစ်တော်မှာဆံမဆူခေါ်လို့တနည်းကြော်ပါစီအော်အများကြီးကြာနေအတဲတို့အားပေးလို့တူနိုင်တာတဲတိမှာပါမဆိုရင်ခဏလှုပ်တာနော်ဆက်တူရပါစေတဲလေးတို့အလူပဲနော်ဒါသိခင်ကြပါစေအများကြီးရှိတယ်ရုံလားထိုင်ပြီးကြရင်ကျွန်မအချိုးစစ်တယ်လေတို့မသိအောင် surprise လုပ်ပေးလိုက်မယ်နော်အဲ့ရောက်တရားလုံးတစ်လုံးကျွဲ့အကြီးနဲ့ထည့်ပေးမှာသူသားကြပါအောင်နော်တရားလုံးတစ်လုံးလာပေးတာလက်ဆောင်နည်းနည်းဆောင်းဝင်ခွင့်လို့ပါဝန်ထမ်းတချို့ပြန်သွားလို့နော်ဒီလက်ဆောင်တကယ်ရှိတယ်ဒါလည်းတော့မမေးကြည့်ပေါ့ယူကြမှာဟုတ်ယူခြင်းဝင်မယ်အတမထိုင်မပြောမထိုင်မပြောနော်ဒီလားဟာအဲ့တော့ပါတာသူလေးခေါ်စီချင်တာတိတ်60ကြီးတော့ဘဝမှာမလူဘူးဆိုပြီးဆင်းရဲတာကိုဆင်းရဲခဲ့တာကိုအခုဘာလူနိုင်နေမချင်မှတ်ပဲစလူဖို့သွားတာ340လူဖို့လူရင်းနဲ့အားနေရတော့ဖြစ်သွားတယ်ပုံချောင်းက2ချောင်းအခုညောင်း3ချောင်းဆိုတဲ့ပုံချောင်းနောက်တစ်ခုစစ်ရွာ2ရုံပေါ့သွားတာကနေရသွားတာကနေရအောင်ပုံရရတယ်တင်လောင်းစေးရုံနဲ့ကျမတို့ခဏတစ်ထောင်စေးရုံနဲ့ပြီးတော့လှုပ်ခဲ့တယ်ပတ်တန်းတော့အရင်မရိုက်ခဲ့လိုက်ရအောင်ရမ်းပူတော့လေတရက်သက်သွားလို့အဲ့ဒါကျမလည်းဖျားလို့အတန်ရဆက်ဝင်လို့ခဏနားနေရနောက်လက်ဆောင်လာယူတဲ့အချိန်ညရင်လေတစ်ခေါက်ပြန်ပြင်မယ်ကြံပြီးတစ်ခေါက်ပြန်လာတယ်နော်9000နဲ့လက်ဆောင်ပေးတယ်ဒီနေ့လည်းလက်ဆောင်တစ်ခုထည့်ပေးမယ်ဒီနေ့မလားဒီနေ့ပါဒါလို့မယ်ဟုတ်တယ်ချစ်တယ်ဒီနေ့ရိုက်တယ်နော်ဟုတ်ပါဘူးချေလေးတာလို့စုခေါ်ခိုင်းတာနော်အဲ့နေလို့ဟုတ်ပါဘူးပါပြီပါပြီပါပြီပါဒီအဒီရတော့တော့ဆက်ဆက်ရဆင်းပြပါစေ